အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာလေးကတော့ဆီယာမကျူရဲ့အကောင်းဆုံးစာအုပ်တွေထဲကမှ highlight အပိုင်းလေးတွေကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးလူကြိုက်များသောစာအုပ်လေးကတော့အမှတ်တရလို့ခေါ်တဲ့စာအုပ်လေးပဲဖြစ်ပါတယ်ဒီစာအုပ်လေးထဲမှာပါဝင်တဲ့ highlight အပိုင်းလေးကတော့မငိုနဲ့မငိုစမ်းပါနဲ့ချစ်ရဲ့ငါသူ့ကိုကြွားပြီးနင့်ကိုယူရမလားဟောဒီမိုးကောင်းငယ်အောင်မှာရွေးချယ်မှုနဲ့ရလာနိုင်သမျှအရာတွေထဲမှာအချစ်မပါဘူးအချစ်ဆိုတာရွေးချယ်ယူလို့မရဘူးအဲ့ဒါကိုတစ်ချိန်မှသိလာတယ်ဘယ်ချိန်မျိုးမှလဲဆိုလို့ရှိရင်မောင်ကိုချစ်မိသွားတဲ့အခါမှာပေါ့ဒါလေးကတော့မိန်းမတစ်ယောက်ရဲ့ဖွင့်ဟဝင်ခံချက်ဆိုတဲ့စာအုပ်လေးတွေကပဲဖြစ်ပါတယ်ရွေးချယ်ခွင့်နေတဲ့မိန်းမသားတွေရဲ့ဘဝမှာတက်နိုင်သမျှစ조사အားထုတ်မှုကိုဖျားယောင်မှုလို့နာမည်တက်ရက်တဲ့အတွက်ကျမရှင်ကိုချီးကျူးပါတယ်။ဒါလေးကလည်းအကောင်းဆုံးစာအုပ်ဖြစ်တဲ့မြစ်တို့ရဲ့မာယာဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်။ကျွန်တော်လေမမအနာမှာမမရဲ့ခင်မွန်းအဖြစ်ကလွဲလို့ဘလို့ယောက်ျားအဖြစ်နဲ့မှမနေနိုင်ဘူးမမ။ဒါလေးကတော့ဆုံလျက်နဲ့လွမ်းလေခြင်းဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်မမစာအုပ်တအုပ်ဖြစ်တဲ့စာအုပ်လေးကတော့တိမ်နဲ့ချီတဲ့ကြိုးစာအုပ်လေးပဲဖြစ်ပါတယ်ကျွန်တော်မခွဲနိုင်ဘူးမမပြန်သွားရင်ကျွန်တော်ဒီမှာသေမှာပဲမက်တာဖော်ဆိုတာသင်္ကေတနဲ့ဖွဲ့နဲ့စီကုံးတာကိုပြောတာလူတိုင်းသူ့သင်္ကေတနဲ့သူတင်စားသတ်မှတ်လို့ရတယ်ဥပမာပီတာဆိုရင်ဖျောင်းနိုင်ငါဆိုရင်ရှင့်ကျမကပါလေမင်းကဖောက်ထွင်းမြင်နိုင်တယ်အတက်တရောလဲစီးစင်းနေကို့ရှိန်ကိုမထိန်နိုင်ဘူးအဲ့ဒါကြောင့်ရေတခွန်လို့ငါမင်းကိုအမိတက်မယ်ဒီစာအုပ်လေးကတော့ကောင်မလေးတယောက်ကဖြည့်သီးစားနေတဲ့ပုံလေးနဲ့စာအုပ်ရဲ့ကာဗာမှာဒီဇိုင်းရေးဆွဲထားပါတယ်စာအုပ်လေးရဲ့နာမည်ကတော့သူမင်းကိုဘယ်တော့မှဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ချစ်သူလားစကားတပွင့်ပွင့်ခဲ့တယ်ဆိုတဲ့စာအုပ်လေးမှာတော့စကားပြူပွင့်ကငါအတွက်စိတ်ထိခိုက်စရာဖြစ်ပေမဲ့နေ့အတွက်အိမ်မက်ဆန်နေဆိုရင်ငါဝမ်းသာပါတယ်တခုတော့ရှိတယ်အိမ်မက်ကိုနှစ်သက်တဲ့လူဟာလက်တွေ့ရဲ့အမှန်တရားကိုတုံ့လှုပ်ရတယ်ဟိုတော့ကနင်နန္ဒကိုချစ်သလားလို့ငါမေးခွန်းတစ်ခုမိုက်မဲမေးခဲ့မိတယ်အဲ့ဒီအချိန်ထိငါမေးလဲမြိုင်ကိုချစ်သလားလို့မမေးတဲ့နင့်ကိုတိတ်ကျေးဇူးတင်တယ်မိစောဒါလေးကတော့ကြာတော့တီလဲမောင်စကားဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်ဒါကတော့အမျိုးသမီးတွေအများစုကြိုက်နှစ်သက်တဲ့စာအုပ်လေးပါဒီစာအုပ်လေးရဲ့နာမည်ကတော့ပင်လယ်နဲ့တူသောမိန်းမများလို့မြည်တင်ပါတယ်ရေစီးခတ်ထန်တဲ့မြစ်ပဲဖြစ်ဖြစ်ကျန်းနဲ့မြစ်ပဲဖြစ်ဖြစ်နတ်တဲ့မြစ်ဖြစ်ဖြစ်တိမ်နဲ့မြစ်ပဲဖြစ်ဖြစ်မြစ်ဟူသမျှကတော့ပင်လယ်ထဲစီးကြတာကြီးပဲဆီယာမကျူရဲ့နာမည်ကြီးဆုံးစာအုပ်လေးကိုပြောပြပေးခဲ့တာပဲဖြစ်ပါတယ်ချင်းမြူဖတ်ဖူးတဲ့ခဲ့သမျှပေါ့နော်စာအုပ်တွေကနေမှဒီဆီယာမကျူရေးသားထားတဲ့စာပိုင်လေးကိုဖတ်ပြပါမယ်အမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်ပေါ့တမိုးထားပြီးအချစ်ခံရရင်လူတွေဟာပျော်ရွှင်ပြီးတောက်ပကြတာပဲတမိုးထားတဲ့ဥယျာဉ်မှုစီမှာပန်းလှလှကလေးတွေပိုပွင့်တာကတော့ဘာမြန်စမ်းကြဲလိုက်တယ်လေအဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ချင်းမြူရဲ့ channel လေးကိုsubscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ပြီး subscribe လုပ်သွားလို့ရပါတယ်ရှင်နောက်ထပ်တင်ဆက်ပေးမယ့်အစီအစဉ်များမှာလည်းပြန်လည်ဆုံတွေ့ချင်ပါသေးတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်မင်္ဂလာရှိသောနေ့ရက်လေးပိုင်ဆိုင်နိုင်ကြပါစေ